မင်္ဂလာကျွန်တော်ဒီနေ့မှဆိုတော့မနက်စာစားပြမယ် vlog လေးပဲဖြစ်ပါတယ်ဗျာကျွန်တော်စားပြမယ့်ဟာလေးတော့ဒီမှာပါနေတော့ရယ်ဟင်းရယ်ရှည်ရယ်ပါဟုတ်ကဲ့ပါအဲ့ဒါလေးကိုကျွန်တော်စားပြမှာဖြစ်ပါတယ်ဟုတ်သူစားကြပါဒီကပေါ်ကောင်းတယ်ခင်ဗျဝယ်တော့ဈေးရဝယ်ပါဘယ်ဈေးလို့မဘယ်ဈေးလည်းမမေးရပါနဲ့ဈေးရဝယ်ပါရန်ကောင်းတော့ရန်ကောင်းတော့ကျွန်တော်ထဲလိုက်ခေါ်ပါလေဒီတစ်ခုလုံးကိုငါပြကြော်ပြမယ်ဒီတစ်ပွဲလုံးကိုကျွန်တော်ကိုအောင်စားနိုင်မှာဒါမှမစားနိုင်ဘူးလားနိုင်လားချဲလိုက်ဟောစားနိုင် subscribe လုပ်ရမယ်မစားနိုင် like လုပ်ရမယ်နော်ဘာကြည့်ပါဟင်းလေးရတယ်အရေတောက်လေးရတယ်ကောင်းတယ်အောင်လို့ရပါပြင်းနေနောက်ပြီးတော့ဒီ vlog ကိုရရတယ်ကျွန်တော်3K subscriber 3 subscriber ပြည့်သွားတဲ့အထိမ်းအမှတ်နေမှာပဲပြပါတယ်ဆဆာကုန်တော့ပဲတိရရစိတ်သက်ပဲ။ဟောလဲစားစိတ်သက်တိရရ။လိုက်တာပြီ။ ငါပါကျွန်တော်ကိုနေနေပြီပါအဲ့အားလေးကိုကျွန်တော်မြန်မြန်စားလိုက်ရအောင်နောက်ကျွန်တော်10မိနစ်အတွင်းစားနိုင်မှာလားချဲတဲ့ခေါ်မယ်ဝိုင်းပြပါအေးအောင်စားကောင်းပါခင်ဗျအဲ့ကျွန်တော်ကြီးကတ်တာပြပါဟင်းလေးတောက်ပါမယ်ဗျာတောက်လေးတယ်ပဲရင်းစီစဲလေးကိုတော့ဒီပါပဲဒီကောချုပ်ချင်ပါရဲ့ခင်ဗျာအားလုံးပဲဘိုင်ဘိုင်ကျွန်တော် channel ကို like subscribe ရေးတော့လောရဖို့မမေ့ရပါနဲ့အားလုံး
တက်တာပါခင်ဗျာအဲ့ဘိုင်ဘိုင်